ဒီဖြစ်ပက်က2016ခုနှစ်ကျူဘားနိုင်ငံဟာဗာနာမြို့မှာစတင်ခဲ့တယ်။ညတညမှာအမေရိကန်တပ်မတ်တွေကသူတို့ရဲ့ခေါင်းထဲကနေထူးဆန်းတဲ့အတန်တွေကိုစကြားလာရတယ်။အတန်ကခေါင်းထဲမှာပဲ့တင်ထက်နေပြီးတော့ခဏကြာမှာတော့ဇုံတရားကသူတို့ရဲ့ဦးခေါင်းကုန်တွေကိုထိုးပေါက်နေတယ်လို့မျိုးခံစားလာကြရပါတယ်။ဆရာဝန်တွေကပြမဒဏ်ရာရရှိတာတွေကြောင့်မဟုတ်တဲ့အုံနောက်ထိခိုက်မှုမျိုးတွေကိုတွေ့ခဲ့ရတယ်။စစ်ဖက်စုံစမ်းမှုတွေကအတန်လိုင်းတိုက်ခတ်မှုဒါမှမဟုတ်တရှိုးရဲ့လက်ချက်လို့ theory တွေထုတ်ခဲ့ကြတယ်။ဒါတွေကလည်းတန်ယုံတွေနဲ့ထောက်လန်းရေးတွေကြားခြေရာပြောက်ဖုံးခွဲခံခဲ့ရပါတယ်။ဒါပေမဲ့ဘေကျင်းမော်စကိုနဲ့ဝါရှင်တန်မှာပါဒီလက္ခဏာတွေပြလာခဲ့တယ်။ဒီအခါမှာတော့တာဝန်ရှိသူတွေကဒီဖြစ်ပျက်ကိုအစုလိုက်ပြုံလိုက်စိတ်ကစင်ကလျာဖြစ်စဉ် mass hysteria တခုအဖြစ်ပေါ်ပေါ်လိုက်ကြပါတယ်။ဒီအတန်ကိုကြားလိုက်ရသူတွေရဲ့နာကျင်မှုတွေကမရှင်းပြနိုင်တဲ့အမှန်တရားအဖြစ်ကျန်ရှိနေသေးပါ။ဒါကလက်နက်တစ်ခုလားသူတို့မကြားလိုက်တဲ့အရာတစ်ခုလားဆိုတာကတော့